皆さんこんにちは、ゆめです。ဒီဗီဒီယိုမှာတော့ unfortunate salary တွေအပုဒ်တိုလေးကိုရှင်းပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်စကြမယ်။好きな文章を読んで質問に答えてください。အောက်မှာပါတဲ့စာပိုက်ကိုဖတ်ပြီးတော့မေးခွန်းအဖြေပေးပေးပါ။答えは1、2、3、4から一番いいものを一つ選んでください。အဖြေရတော့တင်းတင်းတုံလေးတွေကနေအကောက်ဆုံးဖြစ်တဲ့အရာကိုတစ်ခုရွေးချယ်ပေးပါ။အဲ့တော့စာပိုက်တွေအရေးဆုံးဖတ်မယ်။စာပိုက်ပေါ်စာကြောင်းလေးကိုလည်းဖတ်ရမယ်။友達から花をもらいました。တငယ်ချင်းစီကနေပန်းကိုရခဲ့တယ်။紙にこの花の育て方が書いてあります。စာရွက်မှာဆိုရင်ဒီပန်းရဲ့စိုက်ပုံစိုက်နည်းကိုရေးထားတယ်။育て方ဆိုတာကပြုစုပြောထောင်နည်း။အဲ့တော့ဒီနေရာမှာကျတော့ပန်းနဲ့ပေါင်းလိုက်တော့ပန်းစိုက်ပုံစိုက်နည်း။寒いところに置かないでください。ဒီနေရာမှာမထားပါနဲ့။外が10度以下になったら家の中に入れてください。အဲ့တော့အပြင်မှာ10ဒီဂရီအောက်ဖြစ်မယ်ဆိုရင်အိမ်ထဲမှာထည့်ထားပေးပါတဲ့။水は毎日やらなくてもいいです。ရေကတော့နေတိုင်းမလောင်လည်းရတယ်။土が乾いてきたらやってください。မြေကြီးချဝါးဆိုတော့မှရေလောက်ပေးပါတဲ့။多すぎると良くないです。ရေလောင်းတာများသွားရင်လည်းမကောင်းဘူး။水をやるときは葉や花に水がかからないように注意しましょう。ရေလောင်းတဲ့အခါကျရင်အရွက်တွေနဲ့ပန်းပွင့်လေးတွေကိုရေမစင်အောင်ဂရုစိုက်ပေးပါတဲ့။日の光が当たる明るいところに置けば綺麗な花がたくさん咲きます。日の光が当たるဆိုတာကနေရောက်ကြည့်ရတာကိုပြောတာ။အဲ့တော့နေရောက်ကြည့်ရပြီးလင်းတဲ့နေရာမှာထားမယ်ဆိုရင်လှပတဲ့ပန်းပွင့်လေးတွေအများကြီးပွင့်မယ်။咲きますဆိုတာကပန်းပွင့်သည်။花が咲き終わったらその花はハサミで切ってください。ပန်းပွင့်လေးတွေအကုန်ပွင့်တာပြီးသွားပြီဆိုရင်ပန်းပွင့်တွေပွင့်တာပြီးသွားပြီဆိုရင်အဲ့ဒီပွင့်နေတဲ့ပန်းလေးတွေကိုပွင့်ပြီးသားတဲ့ပန်းလေးတွေကိုပေါ့နော်ကကြီးလေးနဲ့ညက်ပေးပါတဲ့ဟာစာမီဆိုတာကကကြီးဖြတ်ပေးပါပေါ့နော်ဒီနေရာမှာကကြီးလေးနဲ့ဖြတ်ပေးပါအဲ့တော့မေကိုကြည့်မယ်この花を育てるときやってもいいことは何ですかတော့ဒီပန်းကိုစိုက်တဲ့အချိန်မှာလုပ်လို့ရတဲ့အရာတွေကဘယ်ဟာလဲတဲ့1番寒くても家の外に置きますအေးတဲ့ပဲအိမ်ပြင်မှာထားမယ်ဆိုတော့အဖေကမဟုတ်ဘူး။သူကစပြောတဲ့ကအေးတဲ့နေရာမှာမထားပါနဲ့လို့ပြောထားတာ။2番毎日水をたくさんやります။နေ့တိုင်းရေတွေအများကြီးလောင်းမယ်ဆိုတော့မဟုတ်ဘူး။သူကပြောထားတယ်ဒီမှာ多すぎると良くないです။ရေလောင်းတာများသွားရင်မကောင်းပါဘူးတဲ့။3番明るいところに置きます。လင်းတဲ့နေရာမှာထားမယ်။အဲ့တော့အဖြေမှန်က3番။သူဒီမှာပြောထားတယ်။日の光が当たる明るいところに置けばဆိုပြီးတော့ပြောထားတယ်။အဖြေမှန်က3番။4番နေရာကျတော့咲いている花をハサミで切ります。ပွင့်နေတဲ့ပန်းတွေကိုကကြီးနဲ့ညှက်မယ်တဲ့။အဲ့တော့အဖြေမဟုတ်သေးဘူး။ပွင့်နေတဲ့ပန်းတွေကိုကကြီးနဲ့ညှက်မှာမဟုတ်ဘူး။ပန်းပွင့်လေးတွေအကုန်ပွင့်ပြီးသွားပြီဆိုတော့မှကုတ်လုံးကိုကကြီးနဲ့ဖြတ်မှာပေါ့နော်။ပွင့်နေတဲ့ပန်းတွေကိုပဲညှက်မှာမဟုတ်ဘူး။ပန်းတွေအကုန်ပွင့်ပြီးသွားပြီဆိုတော့မှကကြီးလေးနဲ့လိုက်ညှက်မှာ။အဲ့တော့အဖြေမှန်က3番။အဲ့တော့ဒီပုတ်လေးရမယ်လို့ထင်ပါတယ်။はい、次のビデオで会いましょう。